ကဲအားမမင်္ဂလာပါဒီနေ့ကတော့300 subscribe ပေါင်း300နဲ့တစ်ဖြစ်တဲ့အဖြစ်ပြည့်ရဲ့အထိမ်းအမှတ်အနေနဲ့ကျမရဲ့တကယ်ချင်းအကောင့်ကိုလိုက်ပြပေးပါမယ်ဖြစ်ပါတယ်အဲ့အကောင့်လေးကိုလည်း TikTok အကောင့်ပေါ့နော်အဲ့အကောင့်လေးကိုလည်း follow လေးတောင်းလုပ်ပေးကြပါဦးလို့ပြောချင်ပါတယ်ဆက်ပြီးသွားမယ်နော် TikTok ရဲ့ဟိုပါမယ်ရှင်တက်တော့ရဝင်လာတော့လိုက်မကောင်းရင်လည်းတော့ကြပါရှင်သူကတော့ဆောင်ပြီနော်ကျမစံတန်ကြီးရဲ့အကောင့်ကတော့ subscribe ကအလောက်ကြီးနေရသည်ကိုငကားသားတက်ရအောင်ကြားလေကဲအဲ့ဒါဒီရဝင်လာမယ်နော်ဘုံလေးပြီးရင်တင်ရောရဲ့လိုက်ပြမယ်ခဏဆောက်ဒီမှာဘောနော်ရုံးဆိုတာကကျမရဲ့တငယ်ချင်းရဲ့အကောင့်မှာသူ့အသက်ကတော့73နှစ်ပါရှင်ကျမရဲ့စကားပြောတာပေါ့နော်ဒါတော့သူ့ရဲ့အကောင့်လေးကသူ့ရဲ့ follower တော့17ပဲရှိပါတယ် like က86ပါနော်ကျေးဇူးပြုပြီးတော့သူ့ရဲ့အကောင့်လေးကို follow လေးတွားလုပ်ပေးကြပါအောင်နော်ကဲအဲ့ဆိုရင်ဒီတော့ကတော့ဒါဘာအကျိုးမှမရှိဘူးဆိုပေမဲ့သူ့တက်ကတော့အကျိုးရှိရဲ့ဒီမှာတင်ပြပေးရခြင်းကခါပေမဲ့ဒီလိုအကောင့်မျိုးလဲငေါမိကြရင်ကောမမှာ TikTok ကိုမဟုတ်ကော YouTube မှာပြောနာမည်လေးပြောခဲ့အဲ့ဒါလေးကိုလိုက်ပြီးပြောပေးမယ်နော်အဲ့လိုတင်းဆိုတာကြောက်ပဲအဲ့လိုဘိုင်ဘိုင်ရှုံးလို့ရချလိုက်နော်ဒီပုံလေးနဲ့အဲ့လိုဘိုင်ဘိုင်